လွန်လှပတဲ့ရွှေရုပ်ကလေးတစ်ရုပ်လူနဲ့ချွတ်ချွတ်တွေ့လူအရွယ်စားအလွန်ကြွကျင်လိမ္မာတဲ့ပရင်းစရာတွေကိုသူခိုင်းတယ်ရွှေရုပ်ကလေးလွန်လှပတဲ့မိမလှပုံကလေးပေါ့နော်အဲ့ဒီရွှေရုပ်ကလေးကိုတကယ်ကိုပဲစိတ်တိုင်းကြလူလောကမှာတော့ဒီလောက်လှတယ်လို့မရှိနိုင်တော့ဘူးဆိုတဲ့အနေအထားမျိုးထိရောက်အောင်ဒီရွှေရုပ်ကလေးကိုအကောင်းဆုံးအနေအထားထိထုလုပ်ပြီးတော့အဲ့ဒါကိုဘုရင်ကြီးကိုပြပြီးတော့ဒီရွှေရုပ်နဲ့တူတဲ့ဒီရွှေရုပ်လောက်လှတဲ့အမျိုးသမီးကိုရမယ်ဆိုရင်တော့လူတိနဲ့စည်းတယ်ကိုအုပ်ချုပ်ပြီးတော့မင်းလုပ်ပါမယ်သူစိတ်ထဲမှာဒီလောက်လှတဲ့အမျိုးသမီးတော့မရှိနိုင်ဘူးလို့ထင်လို့သူကမဖြစ်နိုင်တာကိုတောင်းဆိုတဲ့သဘောမျိုးနဲ့ကြံဖန်ပြီးတော့လှုပ်လိုက်တာအဲ့ဒါနဲ့အဲ့ဒီရွှေရုပ်ကိုတန်းစင်ပေါ်တင်ပြီးတော့ဒီရွှေရုပ်လောက်လှတဲ့မျိုးသမီးတွေ့ရမယ်ဆိုတဲ့ရွေချက်နဲ့မင်းကြီးတွေကလိုက်ရှာကြတယ်ဒါပေမဲ့မတွေ့ခဲ့ဘူးတဲ့အဲ့ဒါနဲ့အဲ့ဒီရွှေရုပ်ကိုနန်းတော်ကိုပြန်ပြီးတော့ယူလာနောက်တော့မှလူတွေကမလုပ်ကြလဲဆိုတော့တို့နန်းတော်ထဲမှာရှိနေတဲ့ဥဒိယပတ္တမင်းသမီးကိုအမှတ်ရအဲ့ဒါနဲ့အဲ့ဒီဥဒိယပတ္တမင်းသမီးကိုအကောင်းဆုံးပြင်ဆင်ပြီးတော့အဲ့ဒီရွှေရုပ်နားကိုသွားပြီးတော့ထားရွှေရုပ်နဲ့အတူတူရှင်းထားလိုက်တယ်အဲ့လိုရှင်းထားလိုက်တဲ့အခါကျတော့ဥဒိယပတ္တမင်းသမီးရဲ့အလှကျက်တွေကပိုးပြီးတော့လွန်ကင်းပြီးတော့တင့်နေတယ်တဲ့အဲ့ဒီကြတော့မှဝမ်းမြောက်ဝမ်းသာဒီရွှေရုပ်နဲ့တူတဲ့မျိုးသမီးကိုရရင်ဒီနန်းစည်းစိမ်ကိုယူမယ်လို့ပြောတဲ့မျက်နှာကိုဒီရွှေရုပ်ထက်တောင်တာလွန်လှပတဲ့အမျိုးသမီးကိုရတယ်ဆိုပြီးတော့ပြောရလို့ရှိရင်တော့အဲ့ဒီမင်းသားမင်းသမီးနှစ်ဦးစလုံးသဘောမတူညီပဲနဲ့ထိမ်းမြလက်ထပ်ပေးတာကိုခံကြရတယ်အဲ့ဒီမင်းသမီးတွေကလည်းပဲသူကဗြဟ္မပြည်ကလာတဲ့မင်းသမီးဖြစ်တဲ့အတွက်ကြောင့်ဒီအိယာတီထောင်လူပေါင်းရဲ့အနေအထားကိုသူသိပြီးတော့စိတ်ဝင်စားဘူးဒီလိုနဲ့ဦးဇင်းတို့ကြောင်းတရားတွေအများကြီးတိုက်ဆိုင်လာတော့အကျိုးရလဒ်ဖြစ်လာတဲ့အခါမှာညင်းလို့ဆန်လို့မရဘူးအကြောင်းတွေကလည်းရှိလာတာမင်းသားအိမ်မှာဖြစ်လာတာဆိုတော့ရှင်မင်းမဖြစ်ခြင်းဘူးလို့ညင်းလို့ကလည်းမလွယ်ဘူးပေါ့အော်စရာကောင်းတာကအခါတခါထဲမှာအတူတူနေလို့လည်းပဲကာမစိတ်ဖြင့်ဖောက်ပြန်တဲ့မျက်လုံးနဲ့တခါမှမကြည့်ဘူးတဲ့အဲ့ဒီမင်းသားနဲ့မင်းသမီးဟာအလွန်တတ်တတ်ရှင်းရှင်းစင်စင်ကြဲကြဲနေထိုင်နိုင်ကြတယ်လို့ဆိုတာမန်လူတွေအနေနဲ့ကိုချင်းစာကြည့်မယ်ဆိုရင်တော့ယုံနိုင်ကြမရှိဘူးပေါ့နော်ဒါမဲ့အရာခတ်သိမ်းလည်းပဲကိုချင်းစာလို့ဖြစ်တဲ့ကိစ္စမှမဟုတ်ပဲဘူးတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးဗြဟ္မပြည်ကလာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီကာမရာဂဆိုတဲ့ညဉ့်ညူးတဲ့ဓာတ်ကအချိန်ကာလကြာမြင့်စွာသူတို့ရဲ့တဏ္ဍာမှာမကိမ့်မဝတ်ဘဲနဲ့တန်ရှင်းနေခဲ့တဲ့အချိန်ကာလအလွန်ကြာတဲ့အတွက်ကြောင့်အဲ့ဒီအရှိန်ကသွားနေတာတဘာဝတရားတွေမှာအရှိန်ဆိုတာရှိနော်ကောင်းတဲ့တရားတွေမှာအရှိန်ဆိုတာရှိတယ်လို့မကောင်းတဲ့တရားတွေမှာလည်းအရှိန်ဆိုတာရှိတယ်တခုခုကိုအရှိန်နဲ့တွန်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်နဲ့မရက်ဘူးသူသွားတယ်အရှိန်ရဲ့သဘောကလည်းစိတ်ဝင်စားကြတော့ကောင်းတယ်အခုလည်းပဲဗြဟ္မပြည်မှာကာလကြာမြင့်စွာနေခဲ့တဲ့အရှိန်ကဒီမှာမကုန်ပဲဖြစ်နေအဲ့ဒါကြောင့်မို့လို့တာမန်ပုဂ္ဂိုလ်တွေကိုချင်းစာလို့မရနိုင်တဲ့အနေအထားမျိုးအရေးအသွေးမျိုးကိုပိုင်ဆိုင်ထားတာအဲ့လိုနဲ့အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်တွေနဲ့နေလာကြရင်းနဲ့တိုင်းပြည်အုပ်ချုပ်ပြီးတော့နေလာကြရင်းနဲ့ဝိသိက္ခနဲ့နေကစပြီးတော့ရည်တွက်မယ်ဆိုရင်နှစ်ပေါင်း900လောက်ကြာတဲ့အချိန်ပါဘုရားလောင်းမင်းသားကတည်ဆုံးသွားတယ်အဲ့ဒီခေတ်ကလူတွေရဲ့တဏ္ဍာကနှစ်ပေါင်း1000တန်းလို့ဆိုတယ်နှစ်ပေါင်း1000တန်းမှာအဘိဓိကံပြီးနှစ်900လောက်နဲ့တည်ရတယ်ဆိုတော့ဘုရားလောင်းကငယ်ငယ်လေးနဲ့တည်သွားတဲ့သဘောနော်အဲ့တော့ဦးဇင်းတို့မတည်ခင်မှာသူတို့ကထူးခြားတဲ့ဂတိကဝတ်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အရင်တည်တဲ့ပုဂ္ဂိုလ်ကရောက်ရဘဝကနေလာပြီးတော့တတိပေးကြီးအတိပေးကြီးဆိုတဲ့ဂတိကဝတ်ထားကြတယ်လူကပဲအရင်တည်တဘဝဘကိုတော့ရောက်တော့မှာပဲပြောနိုင်စွနိုင်တဲ့ဘဝကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်
လာပြီးတော့ပြောကြပေါ့အဲ့ဒါလိုဂတိကဝတ်ထားတဲ့အတွက်ကြောင့်တရားလောင်းကတည်သွားတဲ့နောက်သူကဘယ်ရောက်သွားတော့ဆိုတော့ဦးဇင်းတို့တရားမင်းသွားဖြစ်သေးတယ်အလွန်စည်းစိမ်ကြီးတယ်လို့ဆိုတယ်